Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ The August Radio Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်မတွေ့ရတယ်လည်းအရန်ကြာသွားပြီကျွန်တော်ဒီနေ့ David Foster နဲ့ Whitney Houston ရဲ့ collaboration လုပ်တဲ့အကြောင်းလေးပြောအောင် Always love you Whitney Houston David Foster Oh, I do. I'll make this fast because I know we got a long show here. But, you know, I was thinking about this, and I want to thank Kevin Costner for finding this song and Dolly Parton for writing such a beautiful song. David Foster နဲ့ Whitney Houston အကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ The Bodyguard ဆိုတဲ့ရုပ်ရှင်အကြောင်းကိုပြောမှရမယ်။ဘာလို့ဆိုတော့ဒီ The Bodyguard ရုပ်ရှင်အကြောင်းသူတို့နှစ်ယောက် collaborate လုပ်ဖို့ဖြစ်လာတာပေါ့လေ။ဆိုတော့ဒီရုပ်ရှင်1992တုန်းကထွက်တယ်။အဲ့ကောက်ကိုတော်တော်များကြည့်ဘူးကြမယ်ထင်တယ် Kevin Costner နဲ့ Whitney Houston နဲ့ရိုက်ထားတာ။အရန်မိုက်တယ်ရုပ်ရှင်ကကျွန်တော်တို့ငယ်တော့အရန်ကြိုက်ခဲ့ရတဲ့ကားပေါ့ဗျာ။ဆိုတော့ဒီရုပ်ရှင်ရိုက်မယ်ဆိုတော့ Kevin Costner ကိုသူတို့ကပြတယ်ပေါ့မင်းသမီး3-4ယောက်ဘယ်သူနဲ့ရိုက်ရင်ကောင်းမလဲဆိုတော့သူတို့ဒီရုပ်ရှင်စတူဒီယိုဘက်ကနေပြီးသူပြတော့သူကအများကြီးပဲသူကြည့်တယ်ပြောတာပဲတော့ Julia Roberts တို့တကက် superstar တွေအများကြီးရှိတယ်ဒါပေမဲ့သူက character အရာတရှင်းဆိုတတ်တဲ့လူဖြစ်ဖို့လိုတယ်ဆိုတော့ဖြစ်ဖို့လိုတယ်ဆိုတဲ့ခါကျတော့ဒီ Whitney Houston ကိုသူရွေးလိုက်ဒီတယောက်နဲ့ရိုက်မှရမယ်ငါတို့ဆိုရင်တော့သူကရွေးလိုက်တော့ Whitney Houston ကိုဒီရုပ်ရှင်စတူဒီယိုဘက်ကလည်းသူ okay ဆိုတော့သူရွေးချယ်လိုက်တာပေါ့လေဆိုတော့သူတို့ရုပ်ရှင်တွေရိုက်မယ်လဲဆိုတော့ okay music ဒီရှင်အဆိုတော်အကြောင်းကိုရိုက်မှာဆိုတော့တချင်းတွေအများကြီးတောင်းရမယ်ဆိုတော့ဒီ soundtrack တွေလိုအပ်တယ်ဆိုတော့ David Foster ကိုသူတို့ကအပ်တယ်တချင်းကဲဒီချင်းတွေရေးပေးပါမရေးပေးရဘူးတကယ်လို့သူများရေးပြီးသားတွေဆိုရမယ်ဟေးဆိုလို့ရှိရင်လည်း arrange လုပ်ပေးရမယ် produce လုပ်ပေးရမယ်ဆိုတော့ David Foster ကိုဒီ music နဲ့ပတ်သက်တာအကုန်လုံးသူတို့ Ocean Studio ဘက်ကအပ်ထားတာပေါ့လေဆိုတော့ David Foster ရေးတဲ့တချင်းတွေထဲမှာဒီထဲမှာအရန်မိုက်တာကျွန်တော်ဒီ I have nothing ဆိုတဲ့တချင်းအရန်မိုက်တယ်ဗျာသူ verse တွေလည်းအရင်လှတယ်အဲ့ဒီရှင်းတော့မှ David Costner David Foster နဲ့တခြားနောက်တစ်ယောက်နဲ့ရေးတာနှစ်ယောက်ဆိုတော့နောက်ရှင်းတွေလည်းရှိသေးတယ်ဒါပေမဲ့အရင် iconic အဖြစ်ဆုံးတချင်းကI will always love you ပေါ့အဲ့ဒီရှင်းကတော့ share ရေးလဲပေါက်တဲ့တချင်းဖြစ်သွားတာပေါ့လောကကဘာမှာအကြီးကျယ်ဆုံးတချင်းတွေပါထဲမှာပါတယ်ဗျာ pop တချင်းတွေထဲမှာဆိုတော့အဲ့ဒီရှင်းကတကယ်တော့ဒီရုပ်ရှင်ထဲမှာမပါဖို့အရင်များတဲ့တခြင်းဘာဖြစ်လို့ဆိုတော့ David Foster ရော Whitney Houston ရောကဒီတခြင်းကိုတခြင်းတော့ကောင်းတယ်ဒါပေမဲ့သူတို့နဲ့မကိုက်ဘူးဆိုပြီးတော့သူကပယ်ထားတဲ့အထဲမှာပါတယ်ဒါပေမဲ့ Kevin Costner ဒီမင်းသားမဟုတ်ဘူးဒီတခြင်းမိုက်တယ်ပြန်နားထောင်ကြည့်အောင်ဆိုပြီးတော့သူပဲတခြင်းလုံးတိုက်တွဲနေတာပေါ့လေဆိုတော့တရက်ကြတော့သူ Whitney Houston ကိုသူ့ရဲ့အဲ့ makeup ပြင်တဲ့အဲ့ truck ပေါ့လေ trailer ထဲမှာသူဒီရှင်းပြလိုက်တယောက်ထဲနားထောင်ပြန်နားထောင်ကြည့်ပါဦးဆိုပြီးသူပေးလိုက်တယ်ပေးတယ်တော့ပြန်နားထောင်ပြီးတော့မှသူဟာမိုက်သားပဲတရှင်းရဆိုပြီးတော့သူအဲ့တော့မှနဲ့စိတ်ပြောင်းလာတာဗောလေအဲ့မှာ David Foster ကကြတော့သူကဒီတရှင်းကိုသူလဲသူနားထောင်ပြီးတော့မှဘယ်လို arrangement လုပ်အောင်လဲ Kevin Costner ကလည်းသူဒီရှင်းလေးမိုက်တယ်တေချာစိတ်ထဲမှာထည့်ပေးကြည့်ပါအောင်ဘာညာသူ pressure ပေးနေတော့သူလည်းပြန်နားထောင်နေ okay ဆိုသူကတရှင်းကိုသူ version ပြောင်းမယ်ဗောလေဘယ်လို arrange လုပ်မယ်ဘယ်နားမှာဘယ်လိုဝင်ထွက်တွေလုပ်မှာ key chain တွေဘယ်လိုသွားမယ်သူမြင်အောင်ပြီးတော့မှသူလည်း okay ဒီရှင်းလုပ်မိုက်မယ်ဆိုတော့သူလည်း Whitney Houston ကိုလည်းပြန်ပြောတာပေါ့မိုက်မယ်လုပ်ကြည့်ရင်ကောင်းမယ်ထင်နေဆိုတော့ okay ဆိုတော့အဲ့မှာအဲ့တချင်းကအရင်ကလည်းသူတို့version က2မျိုးရှိတယ်အရင်ကဒီရေးခဲ့တဲ့အဲ့တချင်းကိုရေးတဲ့လူက country ဆိုတော့နာမည်ကြီးပဲ Dolly Parton ဆိုတာUS မှာရန်နာမည်ကြီးရဲ့သူ country သင်းတွေထဲမှာဆိုတော့ तू ကအရင် तू ကိုယ်တိုင်လဲဆိုရတခြားတယောက်ကိုလဲဆိုခိုင်းဘူးတယ်အဲ့မှာ तू verse တစ်ခုကြံခဲ့တာရှိတယ်ဆိုတော့ verse 3အဲ့တော့ David Foster အရင် version ကိုနားထောင်ပြီးတော့ तू က music arrangement လုပ်ထားတယ်အဲ့တော့မှပြီးတော့မှ तू က Dolly Parton ဖုန်းဆက်ပြီးတော့ငါဒီရှင်းကိုငါတို့သုံးဖြစ်မယ်ထင်တယ်ဘာညာဆိုပြီး तू ပြန်အကြောင်းကြားတော့ Dolly Parton ဟာငါ verse 3နားထောင်ဖို့မစောင့်နိုင်တော့ဘူးရမ်းမိုက်မှာပဲတော့ဘာညာဆိုတော့အဲ့တော့မှ David Foster ဟာ verse 3ပါလားအဲ့ဆိုပြန်ထည့်မရဘူးဆိုတော့သူတို့ရှင်းကိုပြန် arrange နဲ့ပြန်ပြောင်းပြီးတော့မှ verse 3ကိုထပ်ထည့်ထားတာပေါ့လေဆိုတော့ဒီရှင်းကအရင် iconic ဖြစ်ပြီးတော့အရင်ပေါက်ခဲ့တာက Whitney Houston ကြောင့်လည်းပါတယ် David Foster ကြောင့်လည်းပါတယ်လို့ Kevin Costner ကြောင့်လည်းပါတယ်ပြီးတော့မှ Dolly Parton ပေါ့ရေးတဲ့အဆိုတော်ကြောင့်လည်းပါတယ်သူကလည်းသူကိုယ်တိုင်ဆိုတာလည်းအရင်မိုက်တယ်သူလည်းဒီ number 1 အနေနဲ့ပေါက်ခဲ့တဲ့တခြင်းပဲ1990ကျော်လောက်ကအရင်အောင်မြင်ခဲ့တဲ့သူကိုယ်တိုင်ဆိုတဲ့ချိန်မှာလေဒါပေမဲ့
Whitney Houston ဆိုပြီးတော့မှဒီရုပ်ရှင်ကြောင့်လဲပါတာပေါ့လေအဲ့နှစ်ခုပေါင်းလိုက်တဲ့အချိန်မှာလုံးဝကဘာတစ်ကဘာလုံးလုံးဝဒီ pop သချင်းတွေထဲမှာအမိုက်ဆုံးသချင်းထဲမှာတော့ပါလောက်မယ်ကျွန်တော်ထင်တယ်ဒီသချင်းကလေဆိုတော့အရန်မိုက်တဲ့ထဲမှာဆိုသချင်းကဗျာပြောရမယ်ဆိုရင် David Foster လည်းအရန်ကောင်းတယ် arrangement လုပ်တာ Whitney Houston ဆိုတာလည်းအရန်ကောင်းတယ်ဒါပေမဲ့ဒီရုပ်ရှင်မင်းသားKevin Costner အဲ့ဘေးကြီးကလည်းတွတ် short တော့လို့မရဘူးဘာလို့ဆိုတော့ तू ကလုံးဝဒီသချင်းကိုဘလောက်တော့ तू ကနားထောင်နားပြီးတော့စိတ်ကူးကြီးဘလောက်တော့ရင်ထားလဲမသိဘူးဆိုတော့ပထမ verse တစ်ခုလုံးကို Kevin Costner က acapella ဆိုဖို့ David Foster ကိုအကြံပေးတယ်ဘာ music မှမထည့်ဘဲနဲ့ vocal ကြီးပဲဆိုပေးပါဆိုပြီးပြောတော့ David Foster လက်မခံတော့ Kevin Costner လည်းမဟုတ်ဘူးလို့ပါညာဆိုတော့ okay ရုပ်ရှင်ထဲမှာဖြုတ်ပေးမယ်ဒါပေမဲ့ soundtrack ဒီတချင်းခွေထဲမှာတော့ तू တီးမယ်ဆိုရင်တော့ तू ကညင်းတယ် David Foster လေနောက်ပိုင်းကျ David Foster နားထောင်ကြည့်လိုက်တယ်ဒီ Whitney Houston ဒီ vocal ကြီးပဲလွှတ်တာဟာ तू နားထောင်ကြည့်တော့တော်မိုက်တာပဲပေါ့နော်တော်တော်လေးမိုက်တယ်ဗျအဲ့မှာ Whitney Houston ဆိုထားတာ verse ရက်ဆက်တယ်အဲ့ရှင်းတော်များတော့နားထောင်မှုပြီးသားဖြစ်မှာပါအရင် သူ့ vocal power လေးတော်တော်မိုက်တဲ့ခါကျတော့ပြီးတော့သူ့ရဲ့ဟိုဘယ်လိုပြောမလဲအနေအမြင့်အသွားလာလေးအရင် smooth ဖြစ်တာဗျာပြီးတော့မှအရင်အမိုက်ဆုံးနေရာကသူအဲ့လိုမျိုးလေးဝင်လာတဲ့ chorus ကိုဝင်လာတဲ့အချိန်မှာ music ပပလေးဝင်လာ and I string နဲ့အရင်မိုက်တဲ့အဲ့နေရာကဘယ်တော့တော့မိုက်လဲဆိုရင်အဲ့ Dolly Parton ပေါ့လေ तू ဒီသရှင်ပထမဆုံးနားထောင်တော့ तू ကကားမောင်းနေတာတချင်းပြီးသွားပြီးရုပ်ရှင်ထဲမှာအားလိုက်သုံးနေပြီဒါပေမဲ့သူ့အရင်ပေးနားမထောင်ဘူး David Foster တို့ကလေသူတို့လည်းအလုပ်များပါညာနေနေမှာပေါ့လေတချင်းထွက်လာ official ထွက်လာပြီးတော့မှ radio မှာလာတဲ့ချိန်ကျမှ Dolly Parton ကားမောင်းရင်းနဲ့နားထောင်တာ vocal ကြီးပဲနားထောင်ပြီးတော့ဟာမိုက်တယ်ဟာဘာကြီးလဲဆို तू နားထောင်ရင်နဲ့အဲ့ and အဲ့ဝင်တဲ့နေရာလေး chorus အဝင်က तू ကားမှာထိုးရက်ပြီးတော့နားထောင်ရတဲ့အထိသူ့ဟိုပြောမလဲလောကသူအဲ့လောက်ဒီသူဒီတရှင်ဆွဲဆောင်သွားတယ်ဗောလေသူတရှင်မဲ့အတိုင်းမဲ့လောက next level ကိုရောက်သွားတယ်ဆိုတော့ तू အဲ့ချိန်မှာ तू သိသွားဆိုတော့ဒီ Dolly Parton သူဆိုတဲ့ဟာ country နည်းနည်းဆန်တယ်သူ version ကဒီ David Foster ကိုပြန်လှုပ်ထားတာကလုံးဝ pop တရှင်ကိုမှခန်းနာကြီးဖြစ်သွားတာဗောလေအရင်မိုက်တဲ့တရှင်အထိဖြစ်သွားတယ်ဆိုတော့ David Foster နဲ့ Whitney Houston ကလည်းတခြား project တွေလည်းအယုရှင်ပြီးတော့ project တွေလည်းလုပ်ကြတယ် oh wait ကြားထဲမှာပြောရင်းနဲ့မိသွားမှာဆိုလို့အဲ့ I will always love you တချင်းကအရင်မိုက်တဲ့အပြင်ကိုဘယ်ဟိုနောက်ဆုံးဒီ chorus ကိုပြန်ဝင်သွားတဲ့အချိန်မှာ verse 3ပြီးတော့လာမသိဘူးဒုံဆိုတော့ဆိုဝင်သွားတဲ့နေရာဟို music ဒီ musician ချင်းတွေတော်လကော music ကိုစိတ်ဝင်စားတဲ့လူတော်များများအဲ့လိုဟို challenge ကြီးလုပ်ကြတယ်အဲ့ drum ကြီးဝင်နေတာဒုံဆိုတာကိုမှတ်ရတာဗျာတိုင်ပင်မှတ်ပြီးတော့မှဝင်တာအရန် trend ဖြစ်တယ်တချို့ဗီဒီယိုတွေမြင်မှုကြမထင်နဲ့3 4 5ခုမကဘူးအများကြီးလုပ်ကြတယ်ပြောစရာလည်းကောင်းတယ်အဲ့ဒါကြီးကြည့်ရတာဟိုတချို့ musician တွေအောင်လွဲတယ်ဗျာတဲ့မှာသူကတမင်သက်အဲ့လိုမျိုးလေးလှုပ်ထားတာတော်တော်ထားကြတယ်အဲ့နေရာလေးလေဒါမရကျွန်တော်မိသွားမှာဆိုလို့တတိယတော့လေးတစ်ခါလေးထည့်ပြောလိုက်တာ David Foster က Whitney Houston နဲ့နောက်ဆုံး2008လောက်မှလာမသိသူတို့တစ်ခါ project ဒီ album တွေသူတို့အတူပြန်ပြီးတော့လုပ်ကြသေးတယ် collaborate လုပ်ပြီးတော့သူတို့သူမဆုံးခင်ပေါ့လေသူကဆုံးတော့2012မှာပြောရမယ်ဆိုရင် overdose ဖြစ်ပြီးဆုံးသွားတဲ့သဘောပဲHollywood ကဒီ hotel တခုမှာပေါ့လေအရင်နှမျိုးကောင်းတယ်ရှယ်ကြီးသူဒါပေမဲ့ तू မဆုံးခင်နောက်ပိုင်းမှာ तू တုံးတဲ့ဒီ drug တွေအရင်များတော့အရင်များဆိုတာအစုံဖြစ်သွားတယ်လို့ပြောတာပဲကျမ်းမကြီးကြောင့် तू လေချောင်းတွေထိပြီးတော့တရှင်းနေဆိုတာအရင်လိုမမိုက်တော့ဘူးဆို तू မဆုံးခင်3 4 5နှစ်တောက်လျှောက်ပြောခံရတာရှိသေးတယ်အဲ့ဒါတွေကြားထဲမှာပဲ तू နောက်ဆုံးမဆုံးသွားတယ်ပေါ့လေဒီ I will always love you နဲ့ဒီ The Bodyguard soundtrack တွေက Grammy လည်းအများကြီးရခဲ့တယ်ပေါ့လေသူတို့နှစ်ယောက်စလုံးဒီ record of the year ဘာလို့ပါရခဲ့တာဒီ I will always love you ရေးလေချမ်းခဲ့တယ်ဆိုတော့ဒါ David Foster နဲ့ Whitney Houston ရဲ့အမှတ်တရပေါ့လေ collaborate လုပ်ခဲ့တဲ့အကြောင်းလေးကျွန်တော်ပြန်ပြောပြဖြစ်ပါတယ် thank you ပါ